ဆေးကြည်ဆိုတဲ့ကောင်းမလေးမှာထူးခြားတဲ့အလေးအကျင့်တစ်ခုရှိတယ်။သူမှကြိုက်မိတဲ့ယောက်ျားလေးတွေကိုလုံးဝဖုံးကွယ်မထားဘဲတန်းပြောတတ်တာပါ။တနေ့တော့အတန်းဖော်လေးတစ်ယောက်ကိုကြိုက်မိသွားတဲ့အချိန်သူမချက်ချင်းပဲငါနင့်ကိုကြိုက်တယ်လို့ပြောလိုက်ပါတယ်။အံ့ဩစရာကယောက်ျားလေးကလည်းသူမကိုပြန်ကြိုက်တယ်လို့ပြောခဲ့တာပါပဲ။ဆေးကြည်ကဝမ်းသာလွန်းလို့မျက်ရည်တောင်ကျသွားပါတယ်။ဒါပေမဲ့ကံကြမ္မာကရက်ဆက်လွန်းခဲ့ပါတယ်။နောက်တစ်နေ့မှာပဲယောက်ျားလေးကရုတ်တရက်ကြောင်းပြောင်းသွားပြီးဆေးကြည်ရဲ့ပထမဆုံးအချစ်ကမပြီးခင်မှာပဲပြိုကွဲသွားခဲ့ပါတယ်။နှစ်တွေကြာလာတော့ဆေးကြည်ပြောင်းလဲလာပါတယ်။သူမရဲ့သပင်ကအမြဲတမ်းကောက်နေပြီးအမွှာမဖြစ်တဲ့ဟီကတော့သပင်ဖြောင်းပြီးလှပနေသေးပါပဲ။ဒီကွာခြားမှုကဖခင်ရဲ့မနာလိုစိတ်ကြောင့်လားလို့ဆေးကြည်မေးခွန်းထုတ်လာတတ်ပါတယ်။နောက်ပိုင်းမှာတော့ယောက်ျားလေးတစ်ယောက်ကိုလျှို့ဝှက်ကြိုက်မိပြီးလက်ဆောင်တောင်ပြင်ဆင်ထားခဲ့ပါတယ်။တက်တီငွေပြီးချစ်တဲ့အကြောင်းပြောမယ်။နေ့မှာယောက်ျားလေးကသူမအိမ်တကားလာခောက်ပေမဲ့တွေ့ချင်တာကဆေးကြည်မဟုတ်ပဲသူမအမွှာဟီဖြစ်နေခဲ့ပါတယ်။ဒီအဖြစ်ပြက်ကဆေးကြည်ရဲ့စိတ်ကိုအပြင်းထန်ချိုးဖောက်သွားပြီးနောက်တစ်ခါအချစ်ကိုလုံးဝမပြောတော့ဘူးလို့သူမကိုယ်တိုင်ကတိပေးလိုက်ပါတယ်။ဒါပေမဲ့ကံကြမ္မာကသူမကိုလက်မလွတ်ချင်ခဲ့ပါဘူး။ပင်လယ်ကမ်းခြေမှာနှိုင်းလိုပုံရိပ်နဲ့လှပတဲ့ယောက်ျားလေးစွန်းကိုတွေ့လိုက်ချိန်မှာဆေးကြည်ရဲ့ကတိကချိုးဖောက်ခံလိုက်ရပါတယ်။နောက်တစ်နေ့မှာပဲစွန်းကသူမကျောင်းကိုလွှဲပြောင်းလာပြီးကျောင်းသူမလေးတွေအားလုံးရဲ့အာယုံကိုဖန်ဆားသွားပါတယ်။ဒါပေမဲ့လူတိုင်းကိုအံ့ဩစေခဲ့တာကစွန်းကလူစုကြားမှာဆေးကြည်ကိုပဲလက်ပြပြီးမင်္ဂလာပါလို့နှုတ်ဆက်လိုက်တာပါ။ဆေးကြည်ကစိတ်လှုပ်ရှားလွန်းလို့အေးခဲသွားပြီးတငယ်ချင်းတွေကလည်းမေးခွန်းတွေများလာပါတယ်။အချိန်တွေကြာလာတာနဲ့အမျှစွန်းဟာဆေးကြည်ရဲ့ဘဝထဲကိုတဖြည်းဖြည်းဝင်ရောက်လာပြီးသူမကတော့တခြားတစ်ဖက်မှာပဲသူမကြိုက်နေစေဖြစ်တဲ့ဟယွန်းကိုမေ့မရနိုင်သေးပါဘူး။သပင်ဖြောင်းလို့လှသွားရင်ဟယွန်းကကိုယ့်ကိုကြိုက်လာမယ်လို့ဆေးကြည်ယုံကြည်နေခဲ့ပါတယ်။ဒါကြောင့်သူမကစွန်းကိုအတုံးချပြီးသပင်ညှိဖို့ကြိုးစားခဲ့ပေမဲ့အချိန်ကြာလာတာနဲ့အမျှစွန်းရဲ့နှွေးထွေးမှုစိုးရိမ်ပူပန်မှုတွေကဆေးကြည်ရဲ့နှလုံးသားကိုတိတ်တိတ်